ဆိုရောက်ခဲ့ရွှေဘုံရွှေနန်းကချီရရဲ့ဂျင်းနာဝေဒနာများကိုမောင်ဆောင်ဒီလုံးဆိုပြရတော့မယ်ကိုငွေချလို့ရဲ့ကျင်သူရဲ့ရှောင်းမေကတမင်တကာစိတ်နှလားကိုရှိရည်စရဲ့ဒီဆောင်သမားလေးနေလာပြီလားကိုအိုးမမေရဲ့ပေါင်းတဝက်ကိုမောင်လလာမီယာမာရီလာချီသစ္စာရထားခဲ့ပြီရစ်တာကပါချခဲ့ပြီရွှေဘုံရွှေနန်းကကျေသူတထနဲ့ဒီဆောင်သမားလေးလွန်ရပြီပေါ့ကွယ်